Hello ဒီနေ့ဂျန်နီဟာစာရေးပါတကုံဘက်ကိုသွားနေပုံမှန်ကနေ blind box လေးနှစ်ခုဝယ်လာခဲ့တယ်တကယ်တော့လေဂျန်နီဟာဒီဇင်ဘာရောက်တိုင်းကိုလက်ဆောင်ပြပြီးတက်တယ်ဒီနေ့ကတော့လာဘူဘူ version 2လေးနဲ့ကပီပါတာအယုတ်တွေဝယ်ပြီးစုချခဲ့တယ်ဒီနေ့ကတော့အားလုံးသိကြတဲ့အတိုင်း you found me နဲ့လာဘူဘူ version 3လေးကိုဖောက်ပြသွားမယ်ဖွင့်တော့မဖွင့်ကြည့်ရသေးဘူးမြေပဲမှပေါက်မှာအားကိုကြောက်ဘလောက်တောင်ထွက်မှရနေလဲဆိုပုံမစတိုကနေထွက်တဲ့အချိန်မှာလေငါလုံးဝမြေပဲမှပေါက်ရင်အိတ်ဆိုင်ရှိမှငိုမယ်ဆိုတဲ့စိတ်နဲ့ဖောက်လိုက်တာလည်းထွက်လာတကယ်မှချမ်းနေမထင်ထားတဲ့အယုတ်ကလေးကိုပေါက်တာပါတကယ်ပါအားလုံးနဲ့မှသူ့ကိုမျက်လုံးလေးသဘောကျဆုံးပဲတကယ်နဲ့တော့အကုန်လုံးလှပါတယ်မြေပဲမှလေးလဲသူ့ဟာသူနဲ့ချစ်ဖို့ကောင်းတာပဲဒီ found me လေးရလေအရှိမထွက်ထားတဲ့ series လေးလည်းရှိတယ်တကယ်နဲ့ဂျန်နီကသူ့ရှိရ series လေးကိုပို့လို့ချင်တာဒီနေ့ကျမှအကုန်လုံးစိုးအောင်ပါတဲ့အထက်နဲ့ပဲလာဖို့ version 3လေးပဲဝင်လာခဲ့တော့တယ် version 3လေးရလေအယောင်လေးတွေက crazy color လေးကိုမှတော်တော်လေးတောက်တာမျက်လုံးလေးတွေလည်းအားလာရဲ့ထောင်းနေနဲ့စိတ်မရှိတော့လို့အမှရုပ်ပြက်စေပြက်တွေဖြစ်ပါလေရောစစချင်းကိုလည်းအရှိရ plastic 80နဲ့ဖောက်မယ်လို့ထင်တာကြည့်လိုက်တဲ့အခါမှာလုံးဝအိတ်ပုံစံလေးကအစားပြောင်းလဲသွားတယ်အိတ်ကလေးကလည်းချစ်စရာလေးဂျန်နီရဲ့လာဘူဘူ version 2လေးရလေခရမ်းရောင်လေးမို့လို့ဒီတစ်ခေါက်တော့ပန်းရောင်ပေါက်ချင်တာပန်းရောင်လေးကအရောင်လေးလဲပူတောက်တာနဲ့တားလှရလို့ခံစားမိလို့ထင်းတဲ့အတိုင်းပဲဆီယမာလေးကပန်းရောင်လေးပေါက်သွားရဲ့ဒီတစ်ခေါက်လာဘူဘူလေးရလေမျက်လုံးလေးတွေရောသွားလေးရောအရောင်လေးကအစားချစ်ဖို့ကောင်းတာအရင်နေကန်ကောင်းနေပါတယ်လို့ဒါနဲ့ဂျန်နီရဲ့ YouTube အကောင့်လေးနဲ့ TikTok အကောင့်လေးကို follow up လုပ်ပေးဖို့မမေ့နဲ့နော်